ပထမကဘာစစ်ဖြစ်ပြီးဒုတိယကဘာစစ်ဖြစ်ပြီးတတိယကဘာစစ်မဖြစ်သေးဘူးဖြစ်ရင်လည်းမပူနဲ့မဖြစ်ရင်လည်းမဖြစ်သေးလို့မပူနဲ့ရှင်းပါတယ်မဖြစ်ရင်မဖြစ်သေးရင်မပူနဲ့လေဖြစ်မှမဖြစ်သေးတာဖြစ်ရင်ကောပူကြမလို့လေခလုတ်တစ်ချက်နှိမ့်ရင်အကုန်လုံးပြာကျသွားမယ်ကိစ္စဒါဆိုဆရာကျွန်တော်တို့ဘာလုပ်တဲ့လဲနော်ငါနော်ချလိုက်မယ်နော်လှုပ်လိုက်မယ်နော်မပူနဲ့တကယ်လုံးမဲ့ကောင်အဲ့လိုကိုမပြောဘူးကျွန်တော်ငယ်ငယ်တုန်းကရံပွဲတွေအများကြီးဆင်နွှဲကြတာဒီကောင်ကိုရိုက်မယ်လို့စဉ်းစားပြီးတာနဲ့ပြီးပြီရိုက်ပြီးပြီဘာမှပြောမနေဘူးဒီကောင်ကလည်းကိုယ်တီးမယ်ဆိုတာနဲ့ကိုလာတွေကစောင့်ပြီးသားကိုလည်းကွဲပြီးသားပဲနောက်မဆွဲနဲ့တော့မဆွဲနဲ့တော့ဆိုတဲ့ကောင်အဲ့ကောင်တွေကအဲ့ဒါလေးပေါ်တဲ့ကောင်တွေဆွဲအောင်ပြောနေတဲ့ကောင်တွေအဲ့ဒီကောင်တွေကလည်းကတကယ်လုံးမဲ့ကောင်ကဘာမှကိုမပြောဘူးလှုပ်သွားတာ trick ဆိုထိုးသွားတာဟိုကောင်ဘိုက်ကလေးနှိပ်ပြီးကြံရင်ခဲ့တာဥကွေလေးကအပြင်ထွက်လို့တကယ်လှုပ်တဲ့ကောင်ကပြောကိုမပြောဘူးအော်နေတဲ့ကောင်ကလည်းတကယ်မလှုပ်ရဲဘူး